မြတ်စွာဘုရားကကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ပညာရှိသူတော်ကောင်းတွေသတ်မှတ်ထားတဲ့ကုသိုလ်၃မျိုးရှိတယ်ဒါနံပဏိတပညတံသပ္ပုရိတပညတံတမလူရံပိကညေဆိုတဲ့ဒါနကုသိုလ်ကိုဘုရားဆရာတော်သူတော်ကောင်းတွေကအတိမပြုကြတယ်ပညာရှိတွေကအတိမပြုကြတယ်ပပိစ္ဆာပဏိတပညတသပ္ပုရိတပညတယဟန်ဘဝရာယူမှုကိုလည်းပဲထူးခြားတဲ့ကုသိုလ်ဝိသေသအဖြစ်ပညာရှိသူတော်ကောင်းတွေကချီးမွမ်းကြတယ်အတိမပြုကြတယ်မာတာပိတုဥပဋ္ဌာနံပဏိတပညတံသပ္ပုရိတပညတမိဘနှစ်ပါးကိုလိုကျွေးပြုစုတဲ့ကုသိုလ်ကိုလည်းပဲပညာရှိသူတော်ကောင်းတွေကချီးမွမ်းကြတယ်ပညာအတိမပြုကြတယ်လို့ဒီကုသိုလ်၃ရပ်ဟာချီးမွမ်းမွေရာကုသိုလ်၃ရပ်ဒီကနေ့အခုဒီကုသိုလ်တွေကိုပြုလုပ်တဲ့နေရာမှာယဟန်ကရှင်ပြုဆိုတာတူးရဲရတဲ့ကုသိုလ်မျိုးမဟုတ်ဘဲနဲ့မိမိတို့တစ်ဖက်ကသာရတဲ့ကုသိုလ်မဟုတ်ဘဲနဲ့နှစ်ဦးနှစ်ဝဘက်စုံရတဲ့ကုသိုလ်လို့ပြောရမှာယန္တကယမတွေဘက်ကသင်္ကန်းတပိတ်ပြိခရာလှူဒန်းထောက်ပံ့ခြင်းအပြင်ဒါနကုသိုလ်ပြုလုပ်ခွင့်ရတယ်ယဟန်လောင်းဖြစ်တဲ့ရှင်သူစနအနေနဲ့ကလည်းပဲမြင့်မြတ်တဲ့ယဟန်ဘဝကိုရရှိခြင်းဆိုတဲ့ပပိစ္ဆဆိုတဲ့ကုသိုလ်ကောင်းမှုကိုသူဟာပပိစ္ဆကနေတိုးချဲ့ပြီးဥပတ္တမရဆိုတဲ့အဖြစ်ကိုရောက်ရှိလာလို့မြင့်မြတ်တဲ့အမြင့်မြတ်ဆုံးဖြစ်တဲ့ယဟန်ဘဝကိုလည်းခံယူလိုက်ရတယ်ဆိုယဟန်ဖြစ်လို့ရသွားတဲ့ကုသိုလ်ကသူ့ဘက်ကရတဲ့ကုသိုလ်ယဟန်ဖြစ်တော့ရောက်အောင်သင်္ကန်းတပိတ်ပြိခရာအလူမင်္ဂလာဆင်ကျင်းပပြီးတော့ဆောင်ရွက်ပြုလုပ်ပြီးတဲ့ယဟန်ကယမတွေကဒါနကုသိုလ်ဒီကုသိုလ်ကောင်းမှုတွေကိုနှစ်ဖက်နှစ်ဝနှစ်ဦးနှစ်ဝရရှိကြတယ်လို့ပြောရမှာဖြစ်တယ်။တမန်အလူတစ်ခုလုပ်ပြီးတော့ဧည့်သည်တွေကိုဖိတ်ကြွေးတယ်ဆိုရင်တော့ဒီလိုနှစ်ဦးနှစ်ဝရတဲ့ကုသိုလ်မျိုးမဟုတ်ဘူး။ဒါကြတော့မိမိဘက်ကလည်းယန္တကယမဘက်ကလည်းပဲဒါနကုသိုလ်ပြုလုပ်ခွင့်ရသွားတယ်ယဟန်လောင်းဘက်ကလည်းပဲယဟန်ဖြစ်ကိုရရှိခြင်းဆိုရယ်ခံယူခြင်းဆိုရယ်မြင့်မြတ်ဆုံးကုသိုလ်တစ်ခုကိုရရှိသွားတယ်လို့နှစ်ဦးနှစ်ဝထူးခြားဝိသေသရရှိကြတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်ဒါကြောင့်မို့ဒီလိုကုသိုလ်ကောင်းမှုမျိုးကိုမိမိတို့အကြောင်းအားလျော်စွာအောင်မြင်မြင်ပြုလုပ်လိုက်ရပြီလို့စိတ်ထဲမှာဝန္တာကြည်နူးမှုဖြစ်ရဒီဥပတ္တမရယဟန်ကမွဲကိုအကြောင်းပြုပြီးတော့တန်ဃာတော်ရှင်မြတ်တွေကိုပင့်ဖိတ်ပြီးလှူခွင့်တန်းခွင့်ဆိုတဲ့ဒါနကုသိုလ်တန်ဃာတော်တွေကိုဆွမ်းခဲဝဲဘောဇဉ်ချွတ်ခြင်းရတာဖြာဖြာဆက်ကရခြင်းဆိုတဲ့ဒါနကုသိုလ်အပရိသအပေါင်းသူတော်ကောင်းတို့အားကျွေးမွေးအခမ်းရခြင်းဆိုတဲ့ဒါနကုသိုလ်အကြောင်းတစ်ခုပြုပြီးတော့ကုသိုလ်ကောင်းမှုတွေဟာဆင့်ကဲတိုးပွားလာလို့ကုသိုလ်အားဖြင့်တစ်မျိုးတည်းသာမကပဲနဲ့ဆင့်ပွားကုသိုလ်တရားတွေဖြစ်အဲ့ဒါကိုပြောတာပဲကုသိုလ်ကောင်းမှုတစ်ခုလုပ်လို့ရှိရင်ဆွဲပွားပြီးတော့တခြားကုသိုလ်တွေလည်းကုသိုလ်တွေကတိုးတက်ရရှိလာတယ်လို့ဒီလိုဆိုတတ္တပုညံပဝတ္တိလို့ဆိုတာသူကတိုးတက်လာကုသိုလ်တွေတိုးပွားလာတယ်ဒါလည်းမကဘူးယဟန်ရှင်ပြုလူတော်မင်္ဂလာခန္ဓာကိုအကြောင်းပြုပြီးတော့သီလဆောက်တည်လည်းရတယ်တရားနာရတယ်ဆိုတဲ့ကုသိုလ်တွေလည်းစရင်တွက်ကြည့်မယ်ဆိုလို့ရှိရင်လောကီစီးပွားရေးလုပ်တဲ့လူတွေလို့စရင်တွက်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ကုလတုတ်တန်ကိုမှီညမ်းပြီးတော့စရင်တွက်မယ်ဆိုရင်တော့ကုသိုလ်၅မျိုးအဲ့ဒီတည်းလည်းပို့ပြီးတော့ရနိုင်တယ်လို့ဒီကနေ့ရလိုက်တဲ့ကုသိုလ်တွေဟာမိမိတို့နေအိမ်ကနေထွက်ခွာလာပြီးဘာဒီဘောတော်အကြောင်းနဲ့ရောက်လာတဲ့အခါမှာစိတ်ထဲမှာတန်ဃာတွေဖူးတွေ့ရလို့ချီနူးတဲ့စိတ်ယ
ရဟန်းကံပွဲဆင်ရင်ကျင့်ပနေလို့ကြည်နူးရတဲ့စိတ်ဆိုတယ်အဲ့ဒီကုသိုလ်စိတ်ကလေးရတယ်ဒါကုသိုလ်တစ်မျိုးရဟန်းကံရှင်ပြုကုသိုလ်နဲ့မတူတဲ့ကုသိုလ်တစ်မျိုးတန်ဃာတွေဖူးမြင်လိုက်ရလို့စိတ်แท้ကြည်နူးသွားတဲ့ကုသိုလ်ကိုပါတာလိကသာဝတ္တနိကပฏิပဒါကုသိုလ်လို့ဒီလိုခေါ်တယ်ဖြစ်လျက်ဘဝမှာရုပ်စင်ကြည်လင်ခြင်းဆိုတဲ့အကျိုးတရားကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်တစ်မျိုးစိတ်ကြည်နူးလို့မှုလို့လက်ဟုတ်ချီလိုက်တယ်နေရာထိုင်ခင်းပေးတယ်စသဖြင့်လက်ဟုတ်ချီတယ်ခေဦးကျိုးဆိုလိုက်တယ်ဆိုတဲ့ကုသိုလ်ကြောင့်မမနာကိုချွတ်ချပြီးလှုပ်တာဖြစ်သောကြောင့်ယန္တန်ဃာတွေကိုလက်ဟုတ်ချီလိုက်ရတဲ့ကုသိုလ်ဟာဥစ္စာကုလီနာသာဝတ္တနိကပฏิပဒါကုလိုဖြစ်လျက်ဘဝမှာအထက်တန်းကြတဲ့ဘဝမျိုးရရှိတဲ့ကုသိုလ်ကိုယ့်ကိုလူတကာကလေးစားတယ်တော့လူတွေလေးစားခံရတယ်ဆိုတာတမန်ကိစ္စကြောင့်လေးစားတာမဟုတ်ဘဲနဲ့တကယ်ကိုမျက်မျက်နှိုးနှိုးလေးစားခံရပြီဆိုရင်ကိုယ့်ရဲ့ဖြစ်လျက်ဘဝမှာမြင့်မြတ်တဲ့အမျိုးကိုဖြစ်စေနိုင်တဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်အမျိုးမြတ်ပြီဆိုလို့ရှိရင်အလုံးကလေးစားလာကြတယ်ဒါကြောင့်မို့မြင့်မြတ်တဲ့လူတကာလေးစားတဲ့အမျိုးဆိုတာလည်းအရေးကြီးတာပဲဘဝတစ်ခုရလာရင်မြင့်မြတ်တဲ့အမျိုးမှာဖြစ်မှလုပ်ငန်းကိစ္စတွေကအောင်မြင်နိုင်တာမြတ်စွာဘုရားပဲကြည်ဖျားပွင့်တာပွင့်ရင်တဲ့အမျိုးကထပွင့်လို့မရဘူးမြတ်စွာဘုရားဟာဖျားလောင်းတော်ဟာခေတ်ချင်းတွေကိုပရိသေမနေခင်မှာကြည်ရတယ်ကြည်ချင်းကြီး၅ပါးဆိုတာကြားဖို့ကြလိမ့်မယ်ဘုရားဘာသာတွေအဲ့တော့ဘာလို့ကြည်ရတာလဲဆိုစဉ်းစားကြည့်လေမြတ်စွာဘုရားလူဘဝရတယ်ဘုရားလောင်းဟာလူဘဝရတယ်ဆိုရခြင်းတဲ့ဘဝကောက်ရလို့မရဘူးသူကြတာအဲ့ဒီအိန္ဒိယနိုင်ငံမှာမျိုးရိုးအဖြစ်မြင့်မြတ်တာနှစ်ခုရှိတယ်ခတ္တိယနဲ့ဗြဟ္မဏဆိုမျိုးနှစ်ခုရှိခေတ်အခြေအနေရခတ္တိယကနံပါတ်1ဖြစ်သွားတယ်ဗြဟ္မဏကနံပါတ်2ဖြစ်သွားတယ်တခါဗြဟ္မဏကနံပါတ်1ဖြစ်ပြီးတော့ခတ္တိယကနံပါတ်2ဖြစ်သွားတယ်လို့ဆိုတဲ့အခြေအနေတွေရှိတယ်ဒါကြောင့်မို့အဲ့ဒီအခြေအနေကိုဖြစ်ပေါ်နေတဲ့အခြေအနေမှာခတ္တိယကနံပါတ်1လားဗြဟ္မဏမျိုးရိုးကနံပါတ်1လားဆိုတာကြည့်ရတယ်နံပါတ်1ကိုပဲရွေးရမှာဖြစ်တယ်လူလေးစားဖို့အတွက်ဟာဒီတရားဓမ္မတစ်ခုတည်းနဲ့မရဘူးမျိုးရိုးတို့ပတ်ဝန်းကျင်အခြေအနေတို့ဆိုတာရှိတယ်ပေါ့နော်အလုံးလေးစားနိုင်ဖို့အတွက်ဒါကြောင့်မို့ဒီဗဒကမမှာပွင့်တော်မူသွားတဲ့ဘုရားလေးစုတယ်မယ်ကကုသနာမြတ်စွာဘုရားကောဏဂမနမြတ်စွာဘုရားကသဗ္ဗမြတ်စွာဘုရားအဲ့ဒီဘုရားတွေပွင့်တဲ့အချိန်မှာလူအတိုင်းဝိုင်း Human Society မှာဗြဟ္မဏကနံပါတ်1နေရာမှာရှိတယ်ဗြဟ္မဏကနံပါတ်1နေရာမှာရှိတယ်ခတ္တိယတွေကနံပါတ်2နေရာရောက်သွားတယ်ဒါကြောင့်မို့အဲ့ဒီဖရာတွေပွင့်တဲ့အခါမှာဗြဟ္မဏမျိုးရိုးမှာသွားပြီးတော့လူဖြစ်ကြရတယ်ဒါဂေါရမမြတ်စွာဘုရားလက်ထက်ဖရာပွင့်ရမယ့်အချိန်ရောက်တဲ့အခါကျတော့လူတွေရဲ့သမိုင်းကြောင်းဟာပြောင်းသွားတယ်ဗြဟ္မဏတွေကနံပါတ်1အဆင့်ကနေရောကျသွားပြီးတော့နံပါတ်2ရောက်သွားတယ်ခတ္တိယတွေကနံပါတ်1ရောက်လာတယ်ဒါကြောင့်မို့ဂေါရမမြတ်စွာဘုရားကျတော့နံပါတ်1ဆိုမျိုးရိုးမှာလာဖြစ်တာနော်နောက်ပွင့်မဲ့အရိမတေယမြတ်စွာဘုရားလက်ထက်ကျတော့ဗြဟ္မဏတွေကနေရာပြန်ရအောင်မှသူတို့ကပြန်ရကြအောင်နံပါတ်1စစ်ပြန်ရအဲ့တော့အရိမတေယဘုရားလည်းပဲဗြဟ္မဏလူမျိုးပဲဖြစ်တော့ပြန်ပြီးတော့အဲ့ဒါဘာကြောင့်လဲဆိုဥစ္စာကုလိနာမြင့်မြတ်တဲ့မျိုးရိုးဟာဒီလူတကာလေးစားမှုဆိုရင်လေးစားမှပြောတာလည်းနားထောင်တာနော်လေးစားမှုမရှိဘူးဆိုရင်ပြောတဲ့စကားနားထောင်မှာမဟုတ်ဘူးဒါကြောင့်မို့လူတွေလေးစားခံရတဲ့အမျိုးကိုဘုရားလောင်းတွေတောင်မှပဲရွေးချယ်ကြတာဖြစ်တယ်အဲ့ဒီလိုမျိုးရိုးကောင်းမှုအတွက်ကုသိုလ်ကောင်းမှုဆိုတာဘာတော့ဆိုရင်ရဟန်းသံဃာတွေကြွလာတဲ့အခါလည်းဟုတ်ချီတဲ့ကုသိုလ်ပဲဖြစ်တယ်နေရာထိုင်ခင်းပေးတဲ့ကုသိုလ်ပဲဖြစ်တယ်နော်ဖူးမြော်မန်းလျော့ဆိုတာမမနာကြီးတင်းခန့်နေတာမဟုတ်ပဲနဲ့မန်လျှော့ပြီးတော့ကိုယ့်ကိုနှိမ့်ချလိုက်တာဟာ
မြင့်မြတ်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ဘောလုံးတစ်ခုကိုပေါ်ကနေပြီးတော့ရိုက်ချလိုက်လို့ရှိရင်အဲ့ဒီဘောလုံးဟာအထက်တက်သွားခြင်းရဲ့အကြောင်းဖြစ်တယ်ပေါ့နော်အဲ့ဒါလိုပဲမာနကိုနှိမ့်ချလိုက်ခြင်းဟာအထက်တန်းရောက်ရှိသွားခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုတော့အေးယံတန်ဃာတွေကိုမြင်လို့လည်းဥချိလိုက်ရလို့ရှိရင်ဥစ္စာကုလိနာတောင်းတဏိကပฏิပဒါကုသိုလ်ဆိုတာရပြအဲ့ဒါလိုပဲတခါကိုယ်စိတ်ထဲမှာလှူခြင်းတန်းခြင်းနဲ့စိတ်တွေဖြစ်လာတယ်။ဘာလှူရရင်ကောင်းမလဲလို့စဉ်းစားတယ်။မလှူနဲ့အောင်လှူခြင်းနဲ့စိတ်ပေါ်လာခြင်းဒီပဲနဲ့မစ္စရိယဆိုတဲ့ကိုယ်သာသုံးမယ်ဆိုတဲ့အညစ်အကြေးကိုတန်းဆင်ပေးတဲ့စိတ်ဓာတ်မျိုးဖြစ်သည့်အတွက်ကြောင့်အဲ့ဒါလောက်တင်မဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်လာပြန်။အဲ့ဒီကုသိုလ်ကိုမဟေတက္ခတောင်းတဏိကပฏิပဒါကုသိုလ်လို့ခေါ်တယ်။ဩဇာအာဏာရှိတယ်သူပြောလိုက်ရင်စကားတီးကြတယ်အဲ့ဒီကုသိုလ်မျိုးရတယ်လို့ဆိုနောက်တစ်ခါလှူလိုက်ပြီးတန်းလိုက်ပြီးကိုရှိတာအတိုင်းအတာတစ်ခုရညာကြီးလှူမမဟုတ်ဘူးကိုတိုင်းတာလေးတစ်ခုဒါနကောင်းမှုပြုဖြစ်သွားပြီဆိုအဲ့ဒီကုသိုလ်လေးကမဟာဘောဂတောင်းတဏိကပฏิပဒါကုသိုလ်တဲ့ဖြစ်လျက်ဘဝမှာပစ္စည်းဥစ္စာကျေဝါချမ်းသာခြင်းဆိုလောကလူတွေကတော့တမန်အဖြစ်ထင်ကြတယ်ပစ္စည်းဥစ္စာဆိုတော့ကိုရှာလို့ကိုရတာကိုအမေဖေကပေးလို့ရတယ်လို့ဒီလိုထင်ကြတယ်အပြည့်ဝတော့မမှန်ဘူးမှန်တဲ့လောက်တော့မှန်တယ်ကိုရှာလို့ကိုရတာမှန်တယ်ကိုမိဘကပေးလို့ရတယ်ဆိုမှန်တယ်လောကကြီးမှာလိုက်ကြည့်လိုက်ရှာတဲ့အတိုင်းမရတာတွေရှိတယ်မိဘကပေးလို့မရတဲ့ပုဂ္ဂိုလ်တွေမိဘရဲ့အမွေတပြားမှမရတဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာအများကြီးရှိတယ်နော်အဲ့ဒါတွေကဘာကြောင့်လို့ဆိုရင်ကံရှိမှရတယ်လို့စတိလတထေသား3ယောက်ပဲကြည့်လိုက်ကံရှိမှရတယ်ဆိုတာတကယ်အစစ်မှန်နော်မိဘကဘလောက်ပေးခြင်းအောင်ကုသိုလ်ကံကြောင့်ရလာတဲ့ပစ္စည်းဥစ္စာတစ်ခုကိုပေးလို့မရဘူးစတိလမှာသား3ယောက်စတိလတထေကြီးမှာသား3ယောက်ရောက်တယ်သူ့အိမ်ထဲမှာရွှေကြောကြီးရှိတယ်ရွှေတော်ကြီးလို့ပြောတာပေါ့နော်ရွှေကြောကြီးရှိတယ်အဲ့ဒီရွှေကိုစတိလကိုယ်တိုင်ထုတ်လို့ရတယ်သူ့သား3ယောက်တည်းမယ်သားအကြီးနဲ့အလက်အဲ့ရွှေကြောကိုထုတ်လို့မရဘူးသူတို့သားအငယ်ကထုတ်လို့ရတယ်အဲ့တော့ဒီရွှေကြောပိုင်ဆိုင်ခွင့်ဟာစတိလနဲ့သူ့သားအငယ်ဆုံး2ယောက်ပဲသူတို့2ယောက်ပဲပိုင်ဆိုင်ခွင့်ရှိတယ်ဘာကြောင့်လို့ဆိုရင်အတိတ်ဘဝတစ်ခုလုံးကမြတ်စွာဘုရားကိုရွှေပန်းကန်ကြီးလှုပ်ပြီးတော့လှူတဲ့တန်းတဲ့အချိန်မှာစတိလရဲ့အလောင်းကရွှေပရိန်ဆရာသား2ယောက်အကြီးနဲ့အလက်ကိုဝိုင်းကူဖို့ပြောတဲ့အခါကျတော့မကူကြဘူးသားအငယ်ဆုံးလေးကဝိုင်းကူပေးတယ်သူတို့2ယောက်ဝိုင်းကူလှုပ်ပြီးဘုရားကိုရွှေပန်းအိုးနဲ့ရွှေပန်းနဲ့ပူဇော်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီကုသိုလ်ကြောင့်ပေါက်လာတဲ့ရွှေတောင်ဖြစ်လို့သားအကြီးဆုံးနဲ့သားအလက်ကပိုင်ဆိုင်ခွင့်မရဘူးဒါကြောင့်မို့လို့ခဏခေတ်မှလည်းပဲမစင်စားကြလို့စဉ်းစားကြည့်မိဘတူမှသားသမီးတွေများစွာရှိတော့လဲအမွေရတဲ့သူရှိတယ်အမွေမရတဲ့သူရှိတယ်နော်ပုံမှန်နဲ့အမွေမရသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်အဲ့တော့မိဘအမွေဆိုတာရချင်တယ်ရတာမဟုတ်ဘူးကိုယ်တိုင်ကဒီပစ္စည်းနဲ့သက်ဆိုင်အောင်ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်မှရမလုပ်ခဲ့မရနိုင်ဘူးကိုလုံးလို့ကိုရတာလို့ပြောကြတော့လည်းပဲနော်ကြိုးစားအထောက်တိုင်းငွေကြေးတနာရှာလို့ရလားလို့ဆိုလုပ်ကြတာပဲတူတယ်မရကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြတော့အလွယ်တကူလေးရလွယ်တကူလေးရဘာလုံးလိုက်အဆင်ပြေတယ်ကြီးပွားတယ်တိုးတက်လာငွေကြေးတနာဘယ်ကဝင်လာမှမသိတော့အောင်ရလာဒါကုသိုလ်ရဲ့အရှိန်နဲ့ရတယ်လို့ခေါ်တယ်ထိတဲ့တေချာတဲ့အာကိုစဉ်းစားကြည့်လိုက်လူတွေဟာဘာမှမလုပ်ရခင်လူဘဝရောက်လာတဲ့အချိန်မှာဆင်းရဲတဲ့မိသားစုတဲ့ပွေးတဲ့လူရှိတယ်ချမ်းသာတဲ့မိသားစုတွေမွေးတယ်ရှိတယ်ကိုရှာတာတရားကောင်းပါနော်သို့တော့ဒါနကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာတဲ့မိသားစုတွေရောက်သွားတယ်ဒါကြတော့ဘယ်သူကပေးတာတော့ကံလားဉာဏ်လားဝီရိယလားဒီလိုပြောရမယ်ဒါကံပေးတဲ့က
ကံအပြင်တခြားယုံကြည်ချက်တွေနဲ့ပြောတဲ့ပုဂ္ဂိုလ်တွေကြတော့ဖရာသခင်ကမှားတယ်လို့ပြောတာပေါ့နော်အဲ့ဒီမှာဘုရားဘာသာအနေနဲ့ကတော့ကိုလုပ်ခဲ့တဲ့ကုသကံပဲအဲ့ဒီကုသကံရဲ့အကျိုးကြောင့်ဖြစ်လျက်ဟောမှာသူကချမ်းသာတဲ့မိဘစီရောက်သွားတယ်မိဘတွေကအစင်နဲ့သူ့ကိုပစ္စည်းတွေနဲ့စောင့်ကြိုနေတာကိုမရှာရဘူးတပြားမှဒါမှန်တယ်လေမိဘကသူ့ကိုကြိုးစိုးတယ်ဒီကျန်စသားမင်းကြီးကဒီသူ့မြည်တော်လေးဖွာလာတဲ့အခါမှာဘာပြောလဲလို့ဆိုလို့ရှိရင်သူ့မြည်ကအလောင်းစီသူမင်းကြားဖို့လိုက်မယ်နော်စီသူဆိုတာဇယသူရအောင်မြင်တဲ့သူရဲ့ကောင်းဆိုတဲ့အဓိပ္ပာယ်အလောင်းစီသူလေးရင်ခွင်ပိုက်အချိန်မှာပဲကျန်စသားမင်းကြီးကသူ့မြည်လေးကိုပွေ့ပြီးတော့ပြောတယ်အခုမင်းစည်းစိမ်မင်းရဲ့အာဏာဟာသူ့မြည်လေးရဲ့စည်းစိမ်သူ့မြည်လေးရဲ့အာဏာဖြစ်ပါတယ်သူကအဆောင်မြတာဖြစ်ပါတယ်လို့ပြောဆိုခဲ့တာအဲ့တော့ကုသကံရှိပြီဆိုလို့ရှိရင်သူ့အတွက်ကျန်စစ်သားကလမ်းခင်းပေးထားတယ်လို့ဖြစ်တယ်ပေါ့နော်အဲ့ဒါလိုပဲကုသကောင်းမှုရှိလာတဲ့ပုဂ္ဂိုလ်တွေအတွက်ဟာမိဘတွေကဆင်သက်ပစ္စည်းဥစ္စာတွေနဲ့စောင့်ကြိုနေတယ်လို့ဖြစ်တယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားကလည်းဟောတယ်လေပုံညာနိပဋိကနန္တိပိယညတိန်ဝအာကတံချမ်းသာတာနဲ့နိုင်ငံခြားတိုင်းတစ်ပါးကနေပြီးပြန်လည်ရောက်ရှိလာတဲ့ဆွေမျိုးကိုချစ်ခင်မြတ်နိုးကြတဲ့ချစ်ခင်သူဆွေတွေမျိုးတွေမိတ်ဆွေသင်္ဃာတွေကနေပြီးတော့ကျိုးဆိုးနေကြသလိုပဲနတ်ပြည်ရောက်မယ်ဆိုရင်နတ်အတိုင်းဝိုင်းကကျိုးဆိုးကြမယ်လူပြည်ရောက်မယ်ဆိုရင်လူအတိုင်းဝိုင်းကကျိုးဆိုးကြမယ်ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေဟာနေရာတကာမှာကျိုးဆိုးမှုရရှိတယ်လို့ကျိုးဆိုးခံရမှုရရှိတယ်လို့ဒီလိုဆိုတာပဲเนาะအဲ့ဒါကိုကိုရရှိတဲ့ဘဝလေးမှာတတိထားနေဖို့လိုအပ်တယ်ပေါ့မထားမနေလို့ရှိရင်အခုလက်ရှိအခြေအနေတခုကကုံဆုံးသွားမှာပဲမကြခင်ကုံဆုံးသွားမှာအမှတ်တမဲ့မနေရအောင်အဲ့တော့ကုသိုလ်ကောင်းမှုတွေဟာဒီလိုအကျိုးရှိတယ်လို့ဆိုတာကိုစိတ်ထဲမှာစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ကတော့ကြားဘူးတယ်ဒါပေမဲ့ကုသိုလ်တော့မလုပ်ဖြစ်ဘူးဆိုလို့ရှိရင်ဒီလိုကုံသွားတဲ့လူကများတတ်တယ်အဲ့ဒါကိုပမာဒလို့ခေါ်တယ်အဲ့ဒီလိုပမာဒမျိုးမဖြစ်စေဘဲနဲ့အပမာဒကုသိုလ်ကောင်းမှုဆိုတာဒီလိုခြေဆုများပါလားလို့ဆိုပြီးကိုယ့်ဘဝမှာမြတ်စွာဘုရားတိုက်တွန်းတဲ့အတိုင်းကတ္တပံကုသလံဘဟုကုသိုလ်ကောင်းမှုများများရအောင်လုပ်များများရအောင်လုပ်ဘာကြောင့်လို့ဆိုရင်သူခေါ်ပုညတဩစေယကုသိုလ်ကောင်းမှုတွေအများကြီးရမှချမ်းသာမယ်ဆိုတာအလွန်ထင်ရှားတယ်တဲ့ဒါကြောင့်မို့ဒီလိုကုသိုလ်မျိုးတွေဟာကိုယ့်အတွက်မှာအမြဲတမ်းကြိုးစိုးနေမှာဖြစ်တယ်ဆိုတာကိုမှတ်သားဖို့ပေါ့နော်နောက်တစ်ခုကဒီကနေ့ရတဲ့ကုသိုလ်တစ်ခုပြောရမယ်ဆိုရင်အခုလိုတရားနာတယ်ဆိုတာဒီအရက်တဲကစကားတွေပြောတာမဟုတ်ဘူးမြတ်စွာဘုရားဟောထားတဲ့ဒီသနာတွေကနေထုတ်ပြောတာဖရာတရားပဲဘုန်းကြီးတို့ကကိုယ်စလဲသာဖြစ်တယ်ပေါ့နော်တမန်ဆိုလို့ရှိရင်ပြောရမယ်ဆိုရင်တမန်ပေါ့ဖရာကပေးလိုက်တဲ့ message ကိုလာပေးတာ message ကိုပေးတာဒီစကားတွေကဖရာစကားတွေပဲမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတော်တွေကထုံးထုတ်ပြီးဟောတာဖြစ်သောကြောင့်မြတ်စွာဘုရားရဲ့ message ကိုလာပေးတဲ့ messenger သာဖြစ်တယ်ကိုဟောတာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားရဲ့ message ဆိုတဲ့အမှားစကားလေးတွေကိုလာပြီးတော့ပြောတာအဲ့ဒီအမှားစကားတွေဟာဘုရားစကားတွေပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကအခုလိုတရားဓမ္မနားလိုက်လို့ရှင်တဲ့နှလုံးထဲမှာအသိဉာဏ်တွေပွင့်လင်းသွားတယ်ဘဝမှာအလင်းတွေရသွားတယ်ဘာလို့ရမယ်ဆိုတာသဘောပေါက်သွားတယ်ဘယ်လိုနေရမယ်ဆိုတာသိသွားအဲ့ဒီအသိဟာတရားနာခြင်းကြောင့်ရတာဖြစ်တယ်ပေါ့တရားနာခြင်းကြောင့်ရမယ်စာဖတ်ခြင်းကြောင့်ရမယ်လေးလာသင်ကြားခြင်းကြောင့်ရမယ်အဲ့ဒီရတဲ့ကုသိုလ်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်အခုတရားနာနေတာကိုတချို့ကကုသိုလ်လို့ထင်ကြမှထင်ရှင်တဲ့နှလုံးထဲမှာကုသိုလ်ဖြစ်နေတာဒါ
အဲ့ဒီကုသိုလ်ကဘာအကျိုးပေးတတ်တုံးလှူရင်တန်းရင်ဘဝမှာချမ်းသာတယ်ဆိုတဲ့ကုသိုလ်ကိုတော့စိတ်ဝင်စားတယ်အဲ့ဒါစိတ်ဝင်စားတယ်ဘဝမှာချမ်းသာတယ်ချမ်းသာကြတာကိုလူကတရားနာလို့ရတဲ့ကုသိုလ်ကဘာကုသိုလ်လဲလို့မေးမယ်ဘလို့အကျိုးရတဲ့ကုသိုလ်မဟာပညာတံဝတ္တနိကပฏิပဒါကုသိုလ်လို့ခေါ်တယ်ဖြစ်လျာဘဝမှာနှလဘိန်းတုံးမဖြစ်ဘူးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်အိုင်ကျူတို့ဤကျူတို့မြင့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်အဲ့ဒီလိုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားနာတယ်စူးစမ်းလေ့လာတယ်မေးခွန်းမေးတယ်ဆိုတဲ့ကုသိုလ်တွေဟာမဟာပညာတံဝတ္တနိကပฏิပဒါကုသိုလ်တဲ့ဖြစ်လျာဘဝမှာအသိပညာကြီးမားတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရတယ်ဆိုတော့ကဲအခုဒီမဲ့တို့တွေကုသိုလ်ကောင်းမှုတွေဘယ်လောက်ရလိုက်သလဲဆိုရင်ကြည့်မယ်နံပါတ်1ကပါတာရသို့မဟုတ်တက်ခတံဝတ္တနိကပฏิပဒါကုသိုလ်နတ်ပြည်ရောက်နိုင်တဲ့ကုသိုလ်နော်ဥစ္စာကုလိနာတံဝတ္တနိကပฏิပဒါမြင့်မြတ်တဲ့ဘဝမျိုးမှာရောက်နိုင်တဲ့ကုသိုလ်နောက်မဟေတက်ခတံဝတ္တနိကပฏิပဒါတကူအစွမ်းတကူအာနာချီမားတဲ့ဩဇာရောက်တက်ရောက်တဲ့အကျိုးတရားကိုဖြစ်စေနိုင်တဲ့ကုသိုလ်မဟာဘောဂတံဝတ္တနိကပฏิပဒါကုသိုလ်ဖြစ်နေရဘဝမှာအသုံးဆောင်ပစ္စည်းပြည့်စုံမှုဆိုတဲ့ရရှိတဲ့ကုသိုလ်ဖြစ်စေနိုင်တဲ့ကုသိုလ်မဟာပညာတံဝတ္တနိကပฏิပဒါကုသိုလ်အသိပညာတွေတိုးတက်များပါရစေတတ်တဲ့ကုသိုလ်ဆိုဟောဒါအပူရလိုက်တဲ့ကုသိုလ်တွေလို့ပြောမှာယန္တကယန္မတွေသာရတာမဟုတ်ဘူးလာရောက်တဲ့ပိဋကတ်တွေဟာလည်းအာယုံဆိုင်လိုက်မယ်ဆိုရင်ဒီကုသိုလ်တွေသူတို့လည်းရတယ်ဒီလှုပ်တွေလှုပ်မယ်ဆိုရင်လည်းသူတို့လည်းရသွားတယ်အဲ့တော့အလုံးလိုက်ကြည့်လိုက်မယ်ဆိုရင်ယဟန်ဘဝရောက်ရှိလာတဲ့ရှင်သုစနရတဲ့ကုသိုလ်ကတော့သီလကုသိုလ်လို့ဆိုတော့ဒါနတဲ့သီလကမြတ်တယ်လို့ဆိုတော့သူရလိုက်တဲ့ကုသိုလ်ကတော့အမြတ်ဆုံးလို့ပြောရမှာပဲနော်မြင့်မြတ်တဲ့ကုသိုလ်တစ်ခုရလိုက်တယ်တော့ယန္တကယောင်းမတွေကလည်းအတိုင်းအတာတစ်ခုရသီလဆောက်တည်ကြတယ်သို့တော့လူတွေဆောက်တည်တဲ့သီလနဲ့ယဟန်တွေဆောက်တည်ရတဲ့သီလယဟန်တွေရရှိသွားတဲ့သီလဟာအလုံးကွဲပြားခြားနာတယ်ပေါ့နော်ယဟန်တွေရဲ့သီလဆိုတာအကျွမ်းချံမရှိတဲ့ကိုယ်ကျင့်သီလပဲဖြစ်တယ်လူတွေစောင့်တည်နိုင်တဲ့သီလက5ပါး10ပါးဆိုရယ်ခဏနဲ့ကန့်သက်ထားတာလည်းပဲရှိတယ်နော်ယဟန်တွေကြတော့အကန့်အသတ်မရှိဘူးဂရေ9000ကျော်ဆိုရယ်သိက္ခာပုဒ်မြတ်စွာဘုရားပြည့်ညတ်ထားတဲ့သိက္ခာပုဒ်တွေအကုန်လုံးတာဝန်ရှိသွားတာဖြစ်သွားကြောင်းသီလထဲမှာတော့အမြင့်မြတ်ဆုံးဖြစ်သွားတယ်ဒီတဲ့မြင့်မြတ်ဖို့ကြတော့မဖို့နဲ့တွဲလာတဲ့သီလဖြစ်ဖို့ပဲလိုတော့တယ်ပေါ့နော်သီလမှာအဆင့်အမြင့်ဆုံးသီလကိုရရှိလိုက်တယ်ဆိုဟောယဟန်လောင်းဘက်ကလည်းယဟန်တစ်ကလည်းရလိုက်တဲ့ကုသိုလ်တွေကနဲတာမဟုတ်ဘူးယဟန်ကယဟန်မာရိဘက်ကရလိုက်တဲ့ကုသိုလ်တွေကလည်းနဲတာမဟုတ်ဘူးဒါကြောင့်မို့ဒီကုသိုလ်တွေကိုတို့တွေဒီကနေ့ယဟန်ကရှင်ပြုပွဲမှာရရှိကြတာပါလားလို့ဝမ်းမြောက်ဝမ်းသာသိရှိနားလည်ပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကုသိုလ်တရားဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း